တွေအကုန်လုံးကတဲတူးတီတကယ်ကိုလာတာထက်ဆိုလေဝါလေးနဲ့အဝါမသားအောင်ပြုတ်လေးနဲ့ရန်ကိုခုနေလိုက်ပဲတယ်ဆိုမဲ့သူကလို့ရှိရင်ဒီနဲ့ပြလေးသူနဲ့သူ့သားလေးပူပြီးစောင်းစီတယ်မဆင်ဆိုလို့ရှိရင်ဒါတကယ်တခွားရကို special တော့မျက်နှာနဲ့ဝီကန်နဲ့စပင်နဲ့အကုန်လုံးပန်းနဲ့ဒီမန်တွေကတော့ဒီကယ်ရီချင်သူစင်လေးကအားပေါ်တော့ဆိုတော့သူစရုံးလေးနဲ့သူ့အဝတ်စားလေးနဲ့လိုက်တဲ့အတွက်သူဘယ်ပန်းမှမပန်ထားတယ်သူက style တစ်မျိုးပဲအဲ့ဒါကဲပါသိကြည့်တယ်နည်းနည်းမျက်စိတော့လည်းကျိတ်တယ်နော်ညီမတွေက ကျဲရမယ်လေဒါတော့အစွမ်းကုန်ပါပါအစွမ်းကုန်ချင်းတော့အခုလည်းတော့မိုင်းနေတာတောင်လဲစစ်တူလေးဖြစ်နေနော်ဟုတ်တယ်မတိုင်မရပဲနဲ့ဝက်ထပ်ပါလေဆန်တူလေးနော်ဘယ်နဲ့တူနေကြဆင်းရဲတဲ့ပြည်လေးရတယ်လာနေနော်ဘာကြောင့်လဲဒီနေ့ကိုအကယ်ဒမီကိုအဓိကမေးဘူးမှန်တော့ပါလေရတယ်လေအားလုံးတော့ရမှာပါဗျာဘာလို့လဲဆိုတော့ဒီနေ့ကလေအချိန်နေတွေဖြစ်တဲ့အတွက်လေအကုန်လုံးရတဲ့ကျင်နဲ့ကျွန်တော်ညီတွေညီမတွေအကူတွေမတွေပေါ့အကုန်ရကြပါတယ်လို့ဆူတောင်းပေးပါတယ်ဗျာဟုတ်ကောင်ဝစ်စုံဒီဇိုင်နာတွေဒါမိတ်ကပ်ဆရာတွေနဲ့လည်းပြောပေးခဲ့ပါအောင်ဒါအများပဲပြောမှာအများကြီးပြောမှာကျွန်တော်စပြောမယ်ဒီဘက်ကစလိုက်ကျွန်တော်ရဲ့ဝစ်စုံတက်ပုံတော့ဒီဇိုင်နာမင်းသက်ဆန်ချုပ်ပေးတာပါဒီမှာရှိတဲ့ academy ရုပ်ကလေးတွေအကုန်လုံးကလည်းသူဒီပစိုးကိုကြည့်ပြီးတော့မှဒီပုံတန်းကိုတော့ရက်လိုက်တာပါဒီပုံနဲ့သူထိုးလိုက်ပြီးတော့ဒါမှလည်း academy တက်တက်လေးတွေ academy ရုပ်ကလေးတွေပေါ့နော်ဒါတွေသူကတခြားထိုးလိုက်တယ်ပြီးတော့အောက်ကတော့ကျွန်တော်တို့တေကြီးကျော်ကမတ်တကြံနေပြီးတော့လွန်ခဲ့တဲ့နှစ်လလောက်ထဲဒီပစိုးရက်ပြီးကျွန်တော်ရှိပို့ပေးထားပါဒီပစိုးရတော့မှဒီအင်းကြီးကိုချုပ်တာပါဗျာဒါအပေါ်ကမင်းသက်ဆန်မှာအောက်ကတေကြီးကျော်ကမတ်တကြံမှာပြီးတာပါဗျာမနေ့ကလည်း Academy Fashion Awards ရလာရဲဆိုတော့ဒီနေ့တော့ရေခုန်နေသေးတာဒီနေ့သူကြော်တာကိုမရှိဘူးဟုတ်ပါဘူးကိုယ်စီမီတို့ရှိပြီးပါရပါတယ်ကျွန်တော်လောလောမရှိပါဘူးကဲခေါင်းကနေစပြောမယ်ခေါင်းကမိကစပယ်ရခိုင်မပါဒီစင်မကတော့ကြက်လက်ကတော့ညိုချမ်းနေမိတာနဲ့ဆောင်ပေးတာပါရနာအီပိုရီယာဒိုင်မွန်ဒီဇိုင်းကမလတ်ပါဂျဲကကိုမျိုးမင်းဆိုပါရှင်ဒီစင်မကဘယ်နှခက်လောက်ပါလဲအခက်30အများကြီးမပန်ကြတော့ဒီဟာလေးလည်းလိုက်တယ်ကဲဘိုင်းဆိုတော့မာကြီးကတော့ဘယ်ရရင်စပြောဝတ်ဆောင်ကမြင်းမြတ်ဝါစုလက်ဝတ်ရတနာရွှေမင်းညီနောင်မိကက်ကတော့ဝင်းစပင်ကတော့ပန်တလီရတီတီကဲအမထက်ကလည်းအမထက်ရဲ့ရတနာလေးကလည်းရတနာလေးကဒေါက်တာဟမ်မိတ်ကပါရှင်ဝတ်ဆောင်ကတော့မန္တလေးကဒီဇိုင်နာစီစီကျိတ်ထမိတ်လေးကတော့နန်းနွယ်ရပါရှင်အဲ့လေအောင်အော်ဒီအဲ့လေရတနာချမ်းသာရတနာချမ်းသာဆိုတာမင်္ဂလိရဘယ်နှခက်ပါလားဇင်မန်းလေးရလားဆန်ဆန်နဲ့လေထိတ်ထဲဝေရံနဲ့နှစ်မျိုးပေါင်းလိုက်တာ100ကျော်ပါ100ကျော်လဲနည်းနည်းနွမ်းညံ့ရှာပြီဆိုတော့လေနေ့လေကလေး7 နာရီလောက်ကန်ပြင်ထားတော့နည်းနည်းနွမ်းချင်ဘယ်လိုလဲတော့ Fashion Awards ပေးတယ်အကုန်လုံးပေးချင်ပါတယ်မရသေးတဲ့သူတွေပေါ့ဒီမှာမရဒီမှာရလေတော့သူတို့ကဘာပေးနေခေါင်းစဉ်ပတာခိုင်းနေအဲ့ဒါရပြစ်ခိုင်းတာသူတို့ရောတက်